အားလုံးပဲမင်္ဂလာပါရှင်ခုဗီဒီယိုမှာဖြည့်ဆက်စာစားနေတဲ့9လအရွယ်ကလေးနဲ့ခရီးသွားတဲ့အခါခရီးမှာဘလို့တွေပြင်ဆင်ကျွေးလဲဘာတွေတည်သွားရလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးမှာဖြစ်ပါတယ်။နှစ်ဖန်ဆိုရင်ဒါတသားလေးဘူဝမ်ပထမဆုံးခရီးထွက်မှာပေါ့နော်အတွက်အတူတူအစားတောက်လေးထည့်တာလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ချင်လို့ပဲဖြစ်ပါတယ်။ကျမတို့ဒီည3ရက်ပေါ့နော်ခရီးသွားမှာဆိုတော့ဒါသားလေး9လကျော်အရွယ်ဖြစ်တော့ဘာလေးဘလို့ထည့်သွားလဲဆိုတာလေးပြောပြပေးချင်ပါတယ်။ခုဆိုရင်17နာရီထိုးပြီပေါ့နော်။တော့ကိုမနက်ပြန်4နာရီခွဲစထွက်မှာဖြစ်တာပေါ့နော်အဲ့တော့သူ့အတွက်မနက်စာနေစပြီးပြင်ထားတာလေးပေါ့ရှင်နော်စားနေကြ cheese pudding လေးပေါ့နော်ဒါလေးကိုည9နာရီကျော်မှလုပ်ထားတယ်ပေါ့နော်ဒါလေးကကစုံဥပေါ့နော်ကစုံဥပူရီပုံစံလေးပေါင်းပြီးတော့လုပ်ထားပါတယ်ဒါမျိုးတိုက်ရိုက်မတိုက်လို့မရပဲဒီနှုတ်ဘူးနဲ့ပဲတိုက်တာဖြစ်တော့ဒီမျိုးပါအိုးလေးယူသွားပါတယ်နှုတ်ဘူးလေးကိုလည်းထည့်ပြီးပြုတ်မယ်အစာကိုလည်းထည့်နှွေးလို့ရမယ်ဆိုပြီးရွေးချက်နေပေါ့နော်ပါမဖြစ်ရတော့ဒါရေနွေးတက်ဖို့ပေါ့နော်ဒီထဲမှာရေနွေးထည့်ပြီးတော့အစာလေးနှွေးမယ်ပေါ့နော်နှုတ်လည်းနှွေးမယ်ပေါ့ခုနကဒီပူတင်းနေပါလေဆိုရင်ဒါဒီရေနွေးခွက်လေးတွေကိုပဲဒါရေခဲဘုံလေးနဲ့ထည့်သွားမှာပေါ့နော်မနက်ဖြန်ဆိုင်ဒါရေခဲဘုံလေးပြင်ထားတယ်ပေါ့နော်ရေခဲဘုံလေးကိုဒါလေးတိမ်သွားပြီးတော့စားကန်လေးမှာဒီလိုလေးထည့်ပြီးတော့စိမ်ပြီးနှွေးမယ်လို့စိတ်ထားတယ်ပေါ့နော်ဒါကြောင့်ဒီခွက်ကလေးနဲ့ထည့်သွားပါတယ်နောက်ဒီကတော့တားစားဖို့အတွက် snack လေးတစ်ထုပ်ထည့်သွားပါတယ်တူရဲ့ဆီလီကွန်ခွက်လေးနဲ့ဇွန်လေးပါခြေလို့ရအောင်လို့ဇွန်လေးထည့်သွားတယ်ဒါတော့ဇွန်ကတော့ဆီလီကွန်ဇွန်လေးထည့်သွားတယ်နုမှုတ် formula ကိုဒီလိုမျိုးသူတောက်မဲ့ပမာဏလေးကိုပဲတွက်ပြီးတော့ထည့်သွားတယ်ပေါ့နော်ဒီနေ့ကအသီးကြီးကျွေးလို့ရအောင်နော်ဒါနည်းတွေကတော့ဒီလိုမျိုးပူရီထုတ်နေအသီးပူရီထုတ်နေရတော့3လောက်ထည့်သွားမယ်ပေါ့နော်ဒါလေးထည့်သွားပါတယ်နောက်ဒီမနက်ခင်း breakfast ကျွေးဖို့ကြတော့ဒီဂါဘာလေးပေါ့နော်ဂါဘာလေးကိုပဲထည့်သွားတယ်ဒီမှာဆူရဇမုတ်တစ်ထုပ်နဲ့ထည့်သွားတယ်ပေါ့နော်ကိုယ်တိုင်ချက်ထားတဲ့အစာတွေနဲ့ကျွေးချင်တာဖြစ်တော့ဒီလိုမျိုးရေခဲပုံထဲမှာပဲဒီ freeze လုပ်ထားတဲ့အစာပေါ့နော်ဒီ2ရက်စာကွက်တီမနက်တုံးရတုံးပုံစံနဲ့ဒါထည့်သွားမယ်ပေါ့နော်ဒီလိုရေခဲတုံးတွေတော့ခက်များများလေးနဲ့ပေါ့နော်ကျွန်မကဒီနှုတ်ရလည်းညှစ်ပြီးတော့တာယာဖြစ်တော့လမ်းမဆိုလည်းနှုတ်ညှစ်လို့ဆိုရေခဲပုံကတော့လို့တော့နှုတ်ညှစ်ဆက်လေးလည်းထည့်ထားမယ်ဒီလိုမျိုးလေးလည်းတည်သွားမယ်ပေါ့နော်ဒီဟာလည်းအေးသွားတဲ့အခါထည့်ပေါ့မဲမနက်ကျမှနှွေးမယ်ပေါ့နော်မနက်ဖြန်အတွက်ကားပေါ်မှာကျတော့ဒါလေးကတော့ကစုံဥရဲ့ဆန်မုတ်လည်းဒီလေးထည့်ထားတယ်ပေါ့နော်ဒါလေးနဲ့ formula ဖြစ်ဖြစ်မိခင်တို့ညှစ်ဖြစ်နေမယ်ဖြစ်ဖြစ်နဲ့ရောပြီးတော့lunch လေးကိုတော့ကျွေးမဲ့စိတ်ကူထားရပေါ့နော်ညတိုင်ရနေနေဖြစ်တဲ့အတွက်ကြောင့်ဒီနို့ဘူးစီတန်နို့သိန်း6လိုင်းနဲ့ဆင်ရအစားပေါ့နော်ဒီလိုမျိုးထည့်သွားရတယ်ပေါ့နော်စားနေပါပြီလို့စားနေပါပြီတားရတော့အိမ်မောချသွားပါပြီဒီလေးအိမ်ရောဆိုဟိုတောင်ရတော့မသိဘူးပေါ့သူ့ကိုပါတယ်ဒီကတော့ banana boat ကစီးနေတာဒီရတော့ဒီမှာလေငယ်ပြောဒီလေးစီးတယ်လို့ဖြစ်တယ်ပေါ့နော်ဒါတော့မေလေးတားနေပါလေဖေးဆက်ပြရည်ပြီးရတယ်ဒီလိုပဲ brush လေးလည်းယူပြီးတော့ဆေးကြောတယ်ပေါ့နော်6ခန့်တယ်ပေါ့နော်ဒီလေးပဲထည့်ပြီးတော့ပြုတ်တယ်ပေါ်မှာပေါင်းတယ်5မိနစ်ပေါ့နော်